ကလာခါဗျာကျွန်တော်အနေ2026ချောပိုကီမွန်နံပါတ်ကိစ္စဖြူပတ်တော်ရဲ့ပကလာလာမှာကြာဖြာသားဖြေပေါ့နော်ဆယ်လဲတော်တော်ဆယ်စီပြည့်ရမယ်သူများလင်ပြကာတာဆိုတော့ကျွန်တော်တော့အနေကလူတုကစားမြောက်ရက်ခိုင်လူတုကစားရင်တော့အနေချမ်းပေးရလိမ့်မယ်ဖြာသားလိုက်ရပေါ့